ဘောလုံးကစားတဲ့အခါကြောက်စိတ်တွေစိုးရိမ်စိတ်တွေကမကြာခဏဘယ်အချိန်တွေမှာဖြစ်လိရှိကြလဲဒီကြောက်စိတ်တွေကြောင့်ပဲဘောလုံးကစားရတာပျော်တယ်လို့မခံစားရတဲ့အချိန်တွေလည်းရှိကြဘူးမယ်ထင်ပါတယ်ဒါကြောင့်ဒီနေ့ဗီဒီယိုမှာတော့ဘောလုံးသမားတိုင်းဒီပါဖြစ်လိဖြစ်တာရှိတဲ့ဒီကြောက်စိတ်တွေစိုးရိမ်စိတ်တွေကိုဘယ်လိုဖြေလျှော့လို့ရလဲဘယ်လိုပြင်ဆင်လို့ရလဲဆိုတဲ့အချက်လေးတွေကိုလည်းထည့်ပြောသွားမှာပါပထမတစ်ခုကတော့ဝါသနာရှင်ဘောလုံးသမားတွေမှာတွေ့ရများပါတယ်အသင်းနိုင်တာရှုံးတာထက်အသင်းသားအချင်းချင်းကစားသမားအချင်းချင်းအပြစ်ပြောခံရမှာကိုကြောက်တဲ့စိတ်ပါဒီလိုသူများကကိုယ်အပြစ်ပြောမလားဆိုတဲ့ကြောက်စိတ်ကြောင့်ကစားရတာလေလွတ်လွတ်လပ်လပ်ရှိမှာမဟုတ်ပါဘူးကိုကြောင့်အမှားများတာဘောလုံးပြတ်တာများရင်ယုံကြည်မှုမှာပျောက်နိုင်ပါတယ်ဒါကိုဘယ်လိုလျှော့ချမလဲကိုတယောက်တည်းဟိုမှာအားလုံးကဝိုင်းပြီးအပြစ်တင်တာမျိုးမဟုတ်ဘူးဆိုရင်တော့အသင်းအဖွဲ့နဲ့ကစားတဲ့အခါမှာဒါမျိုးပြောကြဆိုကြတယ်ဆိုတာပုံမှန်ပဲဆိုတာကိုတော့လက်ခံထားရပါမယ်ဒုတိယတစ်ခုအနေနဲ့ကတော့ကိုကြောင့်ကိုအသင်းရှုံးသွားမှာကြောက်တယ်ဆိုတဲ့စိတ်မျိုးပါဘယ်လိုအနေအထားမျိုးတွေမှာဖြစ်လိရှိလဲဆိုတော့ဥပမာကိုကအသင်းအတွက်ပယ်နယ်တီကန်ပေးရတဲ့အခါမျိုးပြီးတော့ကိုကနောက်တန်းကစားနေရဆိုလဲကိုကြောင့်ဂိုးပေးလေးရရင်ဆိုတဲ့အတွေ့မျိုးရှုံးသွားမယ်ဆိုရင်လည်းအသင်းသားတွေကကိုကိုအပြစ်ဝိုင်းပြောကြမှာလားဆိုတဲ့အတွေ့မျိုးကိုပွဲထဲမှာမထည့်ထားတာအကောင်းဆုံးပါဒီလိုကြောက်စိတ်မျိုးကိုဘယ်လိုဖယ်ရှားမလဲဆိုတော့ဆုံးဖြတ်ချက်တစ်ခုကိုချမယ်ဆိုရင်လည်းရဲတင်းတင်းမြင်မြန်ဆန်ဆန်ချရရမယ်ငါကောင်းရင်လည်းလူတွေငါ့ကိုဝိုင်းချီးကျူးကြမှာဖြစ်သလိုငါညံ့ရင်လည်းလူတွေငါ့ကိုဝိုင်းလှောင်ကြမယ်ဆိုတာကိုလည်းလက်ခံထားရမယ်တတိယတစ်ခုအနေနဲ့ကတော့ပြိုင်ပွဲကံမယ်ဆိုတဲ့စိတ်ကြောင့်ညဘက်အိတ်မပြောတာတွေပွဲမကန်ခင်မှာလည်းစိတ်အရန်လှုပ်ရှားနေပြီးတော့ရင်းနေတအားခုန်နေတာမျိုးတွေပြီးတော့မှကစားရသေးခင်မှာအပေါ့သွားခြင်းတာလို့အလေးသွားခြင်းတာလို့ထိုင်လိုက်ထားလိုက်ဖြစ်တတ်ပါတယ်ဒီလိုမျိုးအနေထားတွေကမကြာခဏဖြစ်တတ်ပါတယ်ပွဲအတွေ့အကြုံနဲ့လေဒီလိုမျိုးအခြေအနေဖြစ်နိုင်လေဖြစ်ပါတယ်ဒီလိုမျိုးကြောက်စိတ်မျိုးကိုကြတော့ပြိုင်ပွဲများများကန်နေနေပဲဖြည့်ရှင်းသွားလို့ရပါတယ်ပွဲအတွေ့အကြုံများများကန်လေကိုကပွဲတစ်ပွဲကိုချင်းကပ်ရတာပို့ပြီးတော့စိတ်ကြောလူရောတည်ငြိမ်သွားလေဖြစ်ပါတယ်နံပါတ်၄ကတော့ဒဏ်ရာရမှာကြောက်တယ်ဆိုတဲ့ကြောက်စိတ်မျိုးပါကိုကဘောလုံးနဲ့ကစားခြင်းနဲ့တွန်းတွန်းတက်တက်လည်းမကစားရဘူးဆိုရင်တော့အတက်နိုင်ဆုံးလူတွေနဲ့တအားပူးကပ်ပြီးကစားရမျိုးလို့ရှောင်တင်ပါတယ်ပြီးတော့ကိုကစားတာပုံစံကြမယ်အဝင်ထွက်တွေလည်းနားလည်မယ်ဆိုရင်တော့ဒဏ်ရာရဖို့ကြခိုင်နှုန်းလည်းအတော်လေးလျော့သွားမှာဖြစ်ပါတယ်နံပါတ်5ကြောက်စိတ်ကတော့လေ့ကျင့်မှုမပြည့်တဲ့ကြောက်စိတ်မျိုးပါဘယ်လိုလဲဆိုတော့ဥပမာတစ်ဖက်အသင်းကကစားသမားကိုရီအသင်းထက်ပိုကောင်းနေတာမျိုးတစ်ဖက်ပြိုင်ဘက်ကကိုယ့်ထက်ပိုပြီးတော်နေတာမျိုးဆိုရင်တော့လုံနေစိတ်ထဲကနေပြီးတော့စိုးရိမ်စိတ်ရှိပါတယ်ဒီလိုအနေထားမျိုးမှာစိတ်ကိုဘယ်လိုပြင်ထားရမလဲဆိုတော့အတက်နိုင်ဆုံးတစ်ဖက်ပြိုင်ဘက်နဲ့အကောင်းဆုံးကန်နဲ့ကိုယ်နဲ့အရေးချင်းချင်းရှင်းမယ်ဆိုတဲ့စိတ်မျိုးနဲ့ပဲကစားရပါမယ်ဒီလိုလုပ်နိုင်ရင်တော့ကိုယ်စိတ်ထဲမှာရှိတဲ့ကြောက်စိတ်တွေတော်တော်များများရော့သွားမယ်လို့ပြောရဲပါတယ်အခုဒီပြောတာတွေကကိုယ်တိုင်လည်းဒီလိုမျိုးခံစားချက်တွေကိုဖြစ်လို့ပြောပြတာပါအချို့ညီလေးတွေဆိုရင်လည်းရှိတယ်ဘောလုံးကစားတာတဲလန့်လည်းရှိတယ်ကောင်းလဲကောင်းရသားနဲ့သူတို့စီနီယာနဲ့တွဲကစားတဲ့အခါမှာစိတ်ထဲမလို့ရဲမကန်ရဲတာတွေရှိတဲ့အခါမှာသူတို့ရဲ့ performance လည်းကောင်းကောင်းမထွက်တာတွေလည်းရှိပါတယ်ဗီဒီယိုကတော့ဒီလောက်ပါပဲဒီထဲမှာပြောသွားတဲ့ကြောက်စိတ်တွေအပြင်အခြားစိုးရိမ်စိတ်တွေရှိတယ်ဆိုရင်လည်း comment အောက်ထဲမှာဝင်ရေးခဲ့လို့ရပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်လည်းအားလုံးကျေးဇူးအများကြီးတင်ပါတယ်